ပြောပါအောင်မယ်နော်ပြောပါအောင်မယ်ပြောတော့လေစီးပွားရေးချင်းတူရန်သူမဟုတ်ပါဘူးဆိုအမလေးအောင်ချိုင်းနေငါပြည့်ဘယ်လိုတောင်ရောင်းရတယ်ဘယ်လိုတွေကောင်းတယ်ငါတို့အကြံဉာဏ်ပေးပါအောင်ဆိုပြန်ငါအကြံဉာဏ်တွေပေးပြီးတော့ညီတို့တွေပြောပြရလေအမလေးညီတို့ကအခုကငါ့ကိုငါပြီးတဲ့ချင်းချင်းလှမ်းပြီးတော့ခုံကြိုက်တာလေမိအောင်ကြိုက်စမ်းပါအမလေးကျမဒီနားလေးမှာပဲမတက်ရက်နေတာမိအောင်လာကြိုက်လိုက်စမ်းပါနော်ကျမအောင်ချိုင်းကလေအေးဆွေပဲဘာကြောင့်အောင်ချိုင်းကဒီလိုမျိုးဝဝကွယ်ရောင်းအကောင်းတာလဲစေတနာမြတ်တာနဲ့ရောင်းတာလေပတ်စံရရင်ပြီးရောအမျက်ရရင်ပြီးရောဆိုပြီးတော့လူစိတ်ဝင်စားရင်ပြီးရောဆိုပြီးဖြစ်တယ်လို့ရောင်းချထုတ်လုပ်ထားတာမဟုတ်ဘူးယုံနဲ့ကနာနဲ့တတ်တန့်ရှင်းရှင်းတတ်ရတေးချာထုတ်တာဘာမှမရောထားဘူးဘာမှမလုပ်ထားလို့ရောင်းရတာနေတော့ငါးစီကိုလာပြီးတော့အမလေးအရန်နေရောင်းရချင်ပါတယ်အောင်ချိုင်းငပိအခုဆိုကဘာကြော်နေပါတယ်အောင်ချိုင်းရင်နေငပိလေးကိုငါတို့ခွဲပြပါတော့ငါပြောပြလိုက်ရတာဆိုပြလိုက်ရတာအခုတော့နေတော့ငါ့ကိုအမလေးနေတော့တခြားအော်လီအော်လာငပိတွေရောင်းပြီးတော့လေအမလေးငါ့ကိုလှမ်းကြိုက်လိုက်စမ်းဘယ်ကိုကြိုက်မလဲရှေ့ကိုကြိုက်မလားနောက်ကိုကြိုက်မလားအောက်ကိုကြိုက်မလားအပေါ်ကိုကြိုက်မလားကြိုက်လိုက်စမ်းမိအောင်ကြိုက်စမ်းမလေးဒီမှာမတက်ရက်နေတယ်ခုံပြီးကြိုက်မလားညီတော့ခုံပြီးကြိုက်တာအောင်ချိုင်းငပိကအချိန်တိုင်သူ့ဟာနဲ့သူကကုံသွားမှာနော်ညီတို့ဘလောက်ပဲဘလို့ပဲမှုနှုတ်မြစ်ချိုးကဘာပတ်ပြီးတော့လိုက်ပြောစားသုံးသူတွေကသူတို့ရဲ့ပါဇက်ထဲမှာစွဲနေပြီသူတို့သိနေပြီအောင်ချိုင်းရဲ့အရာတာကိုသူတို့သိနေပြီငပိကိုသူတို့မိန်းမတွေစားတယ်အောင်ချိုင်းကိုသူတို့ယောက်ျားတွေစားတယ်အဲ့ဒါညီတို့ဘာစနိုက်ကြော်ကျင်တာပြောပါကိုဈေးကွာကိုရောင်းလေမလေးညီဈေးထဲမှာညီတဲ့ကျမလည်းချင်အောင်ဈေးထဲမှာနဘန်းလုံးတားပါရိုက်ကုန်မယ်နော်ထီးနဲ့ပေါက်ထည့်လိုက်လို့နော်နောက်တစ်ခေါက်ကျရင်ညီယုံအိမ်ကြီးကိုလာပြီးတော့ညီကိုလေအောက်မွေးကိုအရင်ဆွဲထုတ်ပြီးတော့လေအပေါ်မွေးကိုရစ်ပြီးတော့ညီကိုတန်းလန်းချီထားလိုက်မယ်မလောက်ရရင်ထင်နေတာနော်မလို့အော်ဒီလိုရောင်းလို့ရလားဒါဒီနေ့ရန်ကုန်ပို့ရမှာနော်ဘဝကွယ်ပို့ရမှာကျမလေအပေါ်လို့ပြောတာမဟုတ်အောင်ချိုင်းငပိအတန်ရှင်းတယ်စေတနာပါတယ်လောက်သေးသေးတွေမဖြန်းထားဘူးအမြန်နောက်ဆိုပြီးဖြစ်တယ်လို့မတော့တော့ကော်ဖြစ်တယ်လို့ကော်ဘုံနေနဲ့တိတ်ထားတာမဟုတ်နှစ်ချုံငပိတဘာဝလဲငပိရေချုံငစရိုင်းငပိတစ်မျိုးထဲရောင်းလို့အခုတော့ကဘာကြော်ပြီးတော့အောင်ချိုင်းရဲ့ဝက်ကွယ်ဖြစ်နေတာလေညီကဘာပြောပါတယ်ညီကပေါက်ထည့်လိုက်လို့ဒီကနေပြီးတော့အမလေးငါ့အောင်မညီကငပိတဲ့ချင်းလှမ်းကြိုက်တာလေကြိုက်လိုက်စားညီတတ်သိစင်ဒေါသအတွက်ပြောရင်းနဲ့အခုကဒါရန်ကုန်ပဲဟုတ်ပင်ညာရန်ကုန်အရှိတကောင်ကသူ့ကိုပြင်မှာအဲ့ဒီသူကလည်းအစားယူတော့ဆယ်ဘူးပဲအခုဝကွယ်ဘာဖြစ်လဲကောင်းလို့လေညီဝယ်ပြီးစကားကြည့်လိုက်လေသိချင်ဟုတ်ပြီလားငါ့အနေနဲ့အတန်ကြောင်ရန်လောက်တယ်โอเคအဲ့ဒါလေးပဲပြောချင်တယ်ဟဲ့ကဘာညီသိတယ်နော်သိထွက်ခဲ့လိုက်စမ်းထွက်ခဲ့ဖုန်းနေရဖြစ်ဖြစ်ဟုတ်ညီဆိုင်ထွက်ခဲ့တိုင်းကောင်မလေးပြင်မှာညီဘလို့ပိုင်းညာရဘလို့နဲ့ပန်းလုံးလားတတိစီလားကွင်းနဲ့လားဘဲသွားပြဘလုံးဝင်းသွားမလားကွင်းနဲ့သွားမလားလက်ဝိတ်စင်မော်တက်မလားအဲ့ရောက်မှနဲ့ပန်းလုံးလားငါပြီးရောက်မှလုံးလားကြက်နေပြောဟုတ်တယ်စက်ကတိုးတယ်โอเคအောင်ချိုင်းငပိဆိုတာကဘာမှပြောနေစရာမလိုရုံကြည်နဲ့ဆက်ပြီးစော်ကားကြကွယ်ဟုတ်ပြီလားစေတနာဒီထက်ကောင်းဒီထက်တန့်ရှင်းဒီထက်လုပ်ပေးတယ်ဟုတ်ပြီလားတန့်ကျဲတာအားလုံးနေပူတယ်ညီတို့ပြောဟာလေနော်နေပူတယ်အစတဲ့ဘဝက6နေတာနေကပူဘဝကပို့ပြီး6မှာကျွေးသူတင်တယ်နော်အားလုံးအရင်ငါ့မညီက6ကောက်မှလို့6မှလို့ပြောသေးတယ်နော်6တယ်ကွယ်ဘာဖြစ်လဲငါဘဝနဲ့ငါ6တာလေလေကောက်မလေမိမပစမိမလို့မိမငါ့ကိုလေကျွေးသူတင်ပါတယ်အားလုံးတော့အခုကဒါသွားတော့မယ်နော်အဲ့ဒါလေးပြောပြပေးရကောက်မတော့ညီကိုလည်းပြပေးရညီတောက်တဲ့ပူလောင်နေတာဟုတ်ပြီလားဒါတော့ပဲမောသွားပြီငါ